Okay ကျွန်တော် sharing channel တကယ်လို့အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ live in nature ကို Android phone မှာကျွန်တော်တို့ keyboard နဲ့ဆော့ကြည့်အောင်အဲ့တော့ keyboard နဲ့ဆော့ဖို့အတွက်ကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်တော့ကျွန်တော် OTG ကောင်းတစ်ခုလိုမယ်ပေါ့နော်အဲ့တော့ OTG ကောင်းတစ်ခုတော့လိုမယ်ဒါမှကျွန်တော်တို့ keyboard နဲ့ဆော့လိုက်ရမှာဖြစ်ပါတယ် Okay တော့ကျွန်တော်တို့ကြည့်အောင်နော် Home apps app Home Arizona screen recorder ကျွန်တော်ဒီမှာ MP3 converter Modus Sorry. Live in nature ဝင်လာမယ်နော် live in nature Okay အဲ့တော့ကျွန်တော်ဒီမှာ G show ပိတ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ keyboard တက်မယ်နော်နားလေးကျွန်တော် keyboard တက်လိုက်မယ် Login with Strange Okay ဒီမှာကျွန်တော် keyboard တက်ပြီနော်အဲ့ကျွန်တော်ဒီမှာOkay ဒီကကျွန်တော်ကြည့်မယ်နော် Log setting login with Strange ဒီဝင်လိုက်ပြီ Logging in the Strange ဒါကျွန်တော် keyboard နဲ့ဆော့တာနော် Welcome to the life of nature progress shift enter the go 775 energy ခဏလေးပြကျွန်တော်ခဏ First လေးတော့ underscore you go just open your back leaves you hammered you have 7 hammered ခဏလေးအိတ်လိုက်မယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်အနေနဲ့ကတော့ဟိုအတန်ကတော့သူနှစ်ထပ်ဖြစ်သွားနိုင်တယ်ဗျဘာလို့လဲဆိုတော့လေကျွန်တော်က internet audio and microphone နဲ့ဖန်တာဆိုတော့အတန်တော့နှစ်ထပ်ဖြစ်သွားနိုင်ပါတယ်လို့နော်အဲ့တော့ Android phone မှာကျွန်တော်တို့ဒီ gesture တွေနဲ့မဆော့ချင်တဲ့တင်ငယ်ချင်းတွေအတွက်နော် keyboard လေးတစ်လုံးကျွန်တော်တို့ရှိရင်ဆော့လို့ရတယ်အဲ့တော့ keyboard နဲ့ကျွန်တော်ဆော့လို့ရမယ်နောက်တစ်ခုက OTG ကောင်းတစ်ခုတော့လိုတယ်ပေါ့နော် OTG ကောင်းတစ်ခုကိုကျွန်တော်တို့ဖုန်းမှာ site ပြီးရင်ကျွန်တော် keyboard နဲ့တွဲပြီးတော့ကျွန်တော်တို့သူ့ထဲက shortcut တွေအတိုင်းဆော့လို့ရပါတယ်ကွန်ပျူတာမှာဆော့ရတဲ့အတိုင်းပဲပေါ့ဗျာတခုတော့ရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီဘာသာစကားဟိုပါပေါ့စာရေးတဲ့နေရာတွေမှာပေါ့နော်စာရေးတဲ့နေရာတွေမှာကျွန်တော်တို့ဘာသာစကားတစ်ခုအနေနဲ့ဒီကိုဖုန်းမှာမြန်မာဘာသာကိုပြောင်းထားရင်တော့ keyboard ကနေပြီးတော့စာရေးလို့မရတော့ဘူးပေါ့နော်အဲ့ဒီခုတော့ရှိတယ်အဲ့တော့ကိုကအင်္ဂလိပ်စာတွေပါရေးချင်တယ်ဆိုရင်တော့ဒါ keyboard နဲ့ကျွန်တော်တို့အင်္ဂလိပ်စာကိုပြောင်းထားပါပြီးကြမှာကျွန်တော်စာရေးလို့ရမယ်ပေါ့နော်ခုလို့ဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲမြန်မာစာကျွန်တော်တို့ရေးဟိုမြန်မာစာ keyboard ကမြန်မာစာပြောင်းထားရင်အခုဆော့နေတဲ့ keyboard နဲ့ကတော့ကျွန်တော်စာရေးလို့မရဘူးပေါ့နော်အဲ့ဒီခုတော့ရှိပါတယ်ဟုတ်ပြီဆိုတော့ခါโอเค1000 energy Okay အဲ့ဒါခဏဆောင်လိုက်မယ်ကျွန်တော် give သွားယူမယ်နော် 1000 health Give value, you know? Back to the village and underscore front of the main street. In front of the gift to the end of the burning gift shop. Red and gift underscore shop. Give you know? What do you want? Gift is straight in front. 6 tiles away. What do you want? Gift is in front and very slightly to the right. 7 tiles away. You're out of character chat is disabled. Press F5 once one gift is slightly in front and the bear distance off to the right. 9 tiles away. What do one gift is straight off to the right. 5 tiles away out of character chat is disabled. One gift is slightly in front and a fair distance off to the right. 11 one gift is behind and very slightly to the left. 19 tiles away. What do you show there? What do one gift is slightly in front far off to the left. 9 tiles away. What one gift is in front and very slightly to the right. 14 tiles away. One gift is slightly behind and far off to the right. 10 tiles away. Yeah. What do stop crashing. Give shot မှာဆိုတော့ကျွန်တော်တို့က One gift is slightly ဟွာ in ပေါ့ front far တွေး off. တွေရောရနော် 5 tiles away. တွေးတော့ရောပါတယ် What do stop crashing. What one gift is straight off to the right. 1 tiles away. What do stop crashing. ဒီပလေယာကောင်ကဘာလာလာလို့ What တော့ do stop crashing. One gift is behind and slightly to the right. 20 tiles away. What one gift is straight in front. 9 tiles away. What do steer out stop crashing. ကျွန်တော်ပြောလို့နော် What one gift is slightly in front and a fair distance off to the right. 4 tiles away. ဒီကတော့ရောရတယ် What do you want? One gift is slightly in front and a fair distance. One gift is in front a little ways off to the right. 7 tiles away. What one gift is in front and slightly off to the right. 17 tiles away. Stop crashing. အဲ့တော့ဟုတ်ပြီကျွန်တော်ပဲပြကျွန်တော်ခဏကြည့်လိုက်မယ်နော် You go just go gift. You have 10 points. You have gift. You have 10 gift. You ကျွန်တော် have က
10ခုပဲရှိသေးတယ်ဒါ10ခုလိုနေသေးရပေါ့နော်ဒီမှာ What do player you တွေအ want များ if ကြီးဖြစ် is behind and slightly to the right, 10 tiles away? One gift is in front and slightly off to the left, 25 tiles away. What do you want? One gift is slightly in front and a fair distance off to the right, 18 tiles away. 73ခုပေါ့နော် One gift is slightly in front, far off to the left, 13 tiles away. What do stop tracking? ကျွန်တော်ဒါ One gift is Phone in front mà. and a ways off to the left, 18 tiles away. ပြီးဖို့နဲ့နော်ဖုန်းမှာကျွန်တော်ပြီးဖို့နဲ့ဆော့နေတာပါ What do you stop tracking? โอเคအဲ့ဒါကို One gift is in front and slightly off to the right, 20 tiles away. What stop tracking? ဆိုတော့ One gift is in front and a ways off to the left, 17 tiles away. Stop ဒီ tracking. မှာတယောက်တည်းကောက်ရတာမဟုတ်တော့ကြအဲ့တိုင်းပဲပေါ့ One gift is slightly behind and far off to the right, 22 tiles away. What do you want? Premium underscore gift cancel. โอเค What do you want? Gift is in front and very slightly off to the left, 23 tiles away. What do you want to track? One gift is slightly in front and a fair distance off to the right, 16 tiles away. One gift is slightly behind and far off to the left, 9 tiles away. You have just coins, you have these, full gift, you have 19. အော်တစ်ခုပဲကျွန်တော်နော် What do one gift is in front a little ways off to the right, 12 tiles away. One premium underscore gift is slightly behind and far off to the right. One gift is slightly behind and far off to the left, 17 tiles away. You have just over here, you missed the gift, you have 20. โอเคအဲ့တော့ကျွန်တော် Then get out of gift underscore shop, out of gift shop, Main Street. Into an underscore Okay. front underscore of underscore the underscore 645 health. အော်အဲ့လိုဖြစ်သွားတယ်ပေါ့နော်ကျွန်တော်မှာတွေးတွေရောရပါတယ်အဲ့တော့ဘာလို့လဲဆိုတော့ gift shop ကမီးလောင်နေဗျာတစ်ချက်အဲ့လိုပောက်ကွဲတယ်ဆိုတော့ သူကဟိုတွေးတွေရောသွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော် gift တွေဖွင့်မယ်ပေါ့နော် Press underscore shift underscore enter on first underscore floor underscore 600 you will press the web patch food and medicals. အဲ့တော့ဟုတ်ပြီ 16. Anti-mandate. You have 57. ကျွန်တော်ဘန်းလေးလေးကတ်ရအောင် Mandate. You will just open your pack. Mandate. Mandate. You will just open your pack. Mandate. Mandate. ကျွန်တော်ပြောသလိုပဲပေါ့နော် Your pack. အတန်ကတော့ Mandate. နှစ်ထပ် Mandate. You ရှင်းနိုင်တယ်ပေါ့ဗျာ need it. တဲ့အဲ့တော့မလိုတော့ဘူး You က will just open food. Higher on travel under higher underscore inventory. Gift. You have 20. gift ဖွင့်ဗျာ One mandate received. Gift. အော် One you will just open your pack. Gift. One gift. 8 pack you will just open your pack. Gift. One small gift. One letter receipt you will just open your pack. Gift. 109 thirst. One box underscore one gift. One bar you will just open your pack. Gift. One life gift. One you will just open your pack. Gift. One bonus gift. One year on you will just open gift. You have 8. ကျွန်တော်ရှစ်ခုကျန်နေပါနော် Gift. One more gift. One will just open your pack. Gift. One finger under gift. One bar you will just open your pack. Gift. One butter under gift. One umbrella is 7 you will just put gift. You have 2. ကျန်သေးရပါနော်နှစ်ခု Gift. One hammer gift. One large underscore Okay. you open underscore water open under. sorry ကျွန်တော်မှားသွားတာဗျာ sorry ခဏလေးနော်ကျွန်တော်ဒီချိုကနာပြန်ဖွင့်လိုက်မယ်ကျွန်တော် Screen zero. Phone. Recent. Recent. Close all. More up. Search button. One item active. Life and Arizona screen. Advanced options. Arizona screen recorder. Life and nature. Life and nature 0. okay ကျွန်တော်ဟောရေးတယ်လားထားပါနဲ့ okay အဲ့တော့ဒီမှာကျွန်တော်စာရေးတာပြမယ်နော်
စာရေးတာတော့ထုံးစံတိုင်းပဲပေါ့ဗျာကိုယ့်ကိုဒါချက်တယ်လို့ရေးလို့ရတယ်ပေါ့နော်ဟိုဒါပေမဲ့တစ်ခုတော့ရှိရဲ Enter your message. မြန်မာစကားပြောင်းထားရင်တော့ကျွန်တော်ပြောလို့ပဲမရဘူးပေါ့နော်ဟုတ်လား ORD deleted. Game people enter your message. O deleted. ဟုတ်တယ်လားအဲ့ဒါ JFKJ deleted. အဲ့လိုပဲဖြစ်သွားတာအဲ့ဒါမြန်မာစာကိုကျွန်တော် Game ပုံ people ပြီးပုံမှာပြော area. င်းထားလို့ Alt နော် plus အဲ့ G. ဒါကျွန်တော်တို့ကအင်္ဂလိပ်လို You ပြန် have open underscore water underscore bottle on your left hand. Nothing on your right hand. And your withdrawn open underscore water underscore bottle. Enter your message. ကဲခဏလေးနော်ကျွန်တော်မှားပါတာဗျအဲ့တော့ကျွန်တော်ဒီမှာဘာသာစကားပြောင်းလိုက်မယ် Space. C. ဟောပေါ်ဖြစ် F တာ delete. Slash deleted. Delete. Space deleted. Next man. F delete. Space deleted. L. L. Delete. L slash deleted. Next language. ဘာလာစကားနောက်တစ်ခု โอเค Delete. အဲ့လိုမျိုးလေးပြန်ချိန်ပြီးတော့လုပ်ပါနော် Game keyboard area. Alt plus G. အာ You are already practiced. Shift disable. Shift enable. Shift disable. Shift disable. ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကပြန်ပေးလိုက်မယ်နော်ချိုးပြီကျွန်တော်တို့မှာ Enter your message. H deleted. L K J F T J deleted. Game keyboard area. Alt plus G. အဲ့လိုမျိုးတွေသူကတစ်ခါတလေကြာရင်အဲ့လိုဖြစ်တယ်ပေါ့နော်အများတိုင်းဖြစ်တာတော့မဟုတ်ဘူးဗျာကျွန်တော်တို့ကတစ်ခါတလေမှဖြစ်တာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောလို့ keyboard ကလေးလိုက်ချိန်ပြီးတော့ကျွန်တော်လုပ်ကြည့်ပေါ့ဗျာ For thirst. ဟောရေးတယ် You are already tracking this. 5 thirst. 8200. โอเคအဲ့တော့ဒီလောက်ပါပဲဒါကျွန်တော်ဆော့ပြရတာပေါ့နော် Really exit. Double tap exiting. โอเคအဲ့တော့ကျွန်တော်တို့ဒီဟာထဲကိုဝင်မယ်ဒီ sorry live finish ထဲကိုဝင်တယ် Strange. ပြီးလို့ရှိရင်တော့ကျွန်တော်ထုံးစံတိုင်းပေါ့ဗျာ Exit. နော် keyboard နဲ့ကျွန်တော်ဆော့လို့ရပါတယ်လို့အဲ့တော့ keyboard နဲ့ဆော့ခြင်းနဲ့တကယ်ချင်းများပေါ့ဗျာကျွန်တော်အဲ့တော့ keyboard ပြန်ဖြုတ်လိုက် What's မယ် reading? โอเค Notification. My love. Shopping. Notification. Anime home. Button. Pause. Shopping. I 12 for pause. โอเค Stop. ဒီလောက်ပါပဲဗျာ